ဟုတ်ကဲ့အားလုံးပဲမင်္ဂလာနေ့လည်ခင်းပါဗျာနော်ကျွန်တော်ခုနကမှပြန်ရောက်တယ်ပြန်ရောက်ပြီးတော့ကျွန်တော် site လေးရှာတယ်ရှာပြီးတော့အခုထမင်းစားပြီးတော့ကျွန်တော်ချက်ချင်းလိုက်ပြီးဗီဒီယိုဖိုင်လေးချက်ချင်းရိုက်ကူးပေးတာပါဗျာနော်ကဲမနက်ကတော့အဆင်ပြေကြတယ်ထင်တယ်ဗျာနော်မနက်ကတော့မှကျွန်တော်တို့နော်အပြီးခွေလေးပေါ့နော်ပြီးခွေလေးအောင်ပါတယ်9338နော်9338အဲ့ဒီမှာထပ်ပြီးတော့ကျွန်တော်ကကိုကွဲ formula เนาะကျွန်တော်ဒီမှာဖြတ်တော့မဖြတ်ထားသေးဘူးမနက်ကိုကွဲ formula power အပူညီကိုဗျညီကိုထွက်ပြီးသားမလို့ကျွန်တော်တို့ power နဲ့အပူပဲလို့ပြောခဲ့တယ်ဗျเนาะ power နဲ့အပူမှာကျွန်တော် power 3ခွက်ထုတ်ပေးခဲ့တယ်အပူ2ခွက်ထုတ်ပေးခဲ့တယ်ဗျเนาะ5ခွက်ပဲထုတ်ပေးခဲ့တာ power 3ခွက်မှာ16ရဲ့93ညရဲ့38ရဲ့ဗျเนาะ93ညတော့ကျွန်တော်တိတ်မကြိုက်ဘူးလို့ကျွန်တော်ပြောတယ်မလားเนาะ38နဲ့16နဲ့38ကိုတင်ထိုးအောင်ပါဗျเนาะကျွန်တော်တို့မနက်ကတော့အဆင်ပြေခဲ့တယ်93ည38အခွေအောင်ခဲ့သလိုเนาะကျွန်တော် power 3ခွက်ထုတ်ပေးထားတာလဲ38အောင်ခဲ့ပါတယ်ဗျာเนาะ38လို့ကျွန်တော်ရေးထားတာဗျာเนาะ83ထွက်သွားတာဗျာเนาะအားတော့အားမှာပဲเนาะကဲဟုတ်ပြီဗျာเนาะကျွန်တော်တို့ဒီညနေเนาะတောက်ကြနေညနေအပိတ်ပွဲပေါ့ဗျာเนาะ6ရက်3လပေါ့เนาะ6ရက်3လတောက်ကြနေညနေအပိတ်ပွဲကဲအားလုံးပဲဗျာเนาะကျွန်တော်ချမိတ်ဆွေညီကိုမောင်နှမเนาะဦးတော်တော်ပေါင်းအားလုံးကိုကျွန်တော်2D Lucky Man Channel မှာနှွေးထွေးစွာနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်တို့ဒီညနေတော့เนาะမနက်ကတော့နောက်ဆုံးပဲအိမ်နဲ့လွယ်ဆိုတော့ရတဲ့လူတွေတော်တော်များများရကြတယ်ဗျာเนาะဘိုင်ပါထဲမှာကျွန်တော်ဘိုင်ပါထဲမှာ2000ဘို့တွေရတဲ့လူ1000ဘို့တွေရတဲ့သူတွေတော်တော်များပါတယ်ကဲနောက်ဆုံးပဲအိမ်နဲ့လွယ်လိုက်ကြတာပေါ့ဗျာเนาะဒီညနေမှာကတော့ရပိသားလူတွေကတော့ထိန်းစောစေခြင်းပါတယ်ကြံကနန်းက305ကြံနေပါတယ်93ညနှစ်ခွက်ကြံ93ညနှလုံးကြံနေပါတယ်ကျွန်တော်ကတော့တစ်လုံးပြောက်မယ်လို့ထင်တယ်ဒါပေမဲ့ကျွန်တော်ရဲ့ညနေပိုင်းကလင်နာကီးကကလင်နာလုံးမိုင်က3ညပဲဖြစ်နေပါတယ်ဗျာနော်3ညပဲဖြစ်နေပြန်ပါတယ်အဲ့မှာလက်တော့ဆိုင်မှာက93ညကီး93ညကီးဆိုပြီးတော့2ကီးရထားပါတယ်ပြီးတော့24ကီးဆိုပြီးတော့1ကီးရထားပါတယ်ပြီးရင်2တစ်ချိန်ဆိုပြီးတော့အချိန်တစ်ခုရထားပါတယ်အဲ့တော့ကျွန်တော်93ညလေးကိုကျွန်တော်တွဲပြီးတော့နော် formula အပြီးခွေအနေနဲ့ကျွန်တော်ထည့်ပေးလိုက်ပါတယ်မနက်ကပါဝါထွက်ထားတယ်အရှိရအပတ်တွေခေါင်းလေးဟဲ့နော်ရှေ့အပတ်တွေမှာကြည့်မယ်ဟေးဆိုရင်เนาะကျွန်တော်တို့တွေကဘယ်လိုဖြစ်လဲဆိုတော့တောက်ကြနေမနက်ပိုင်းမှာပါဝါထွက်တယ်ဟေးဆိုပါဝါနဲ့ပြန်ပိတ်သွားတာတွေရှိတယ်เนาะပါဝါနဲ့တောက်လျှောက်ပိတ်သွားတာ3ဘတ်ဆက်တိုက်ပြန်เนาะပြီးခဲ့တဲ့တစ်ပတ်ပဲကျွန်တော်တို့ပါဝါမပိတ်တာပဲရှိတယ်ဗျာเนาะပြီးခဲ့တဲ့တစ်ပတ်ပဲကျွန်တော်တို့အဲ့လိုမျိုးမပိတ်သွားတာရှိတယ်အရှိပတ်တွေမှာတောက်လျှောက်နော်ပါဝါနဲ့ပါဝါတူပါဝါတွေကြီးပဲတောက်လျှောက်ပိတ်ထားတာဗျာနော်3ဘတ်စက်တိုင်နော်အဲ့ဒီလိုများထပ်ပေးမလားပေါ့နော်အခုဒီမနက်38နော်38ကိုပါဝါနဲ့များပြန်ပိတ်အောင်မလားနော်ပါဝါနဲ့များပိတ်မလားဒါမှမဟုတ်အပူးနဲ့များပွဲပိတ်သွားမလားပါဝါရဲ့နောက်မှာအပူးတော့လိုက်တတ်ပါတယ်နော်ညီကိုရဲ့နောက်မှာကျွန်တော်ပါဝါလိုက်တတ်တယ်လို့ကျွန်တော်ပြောခဲ့တယ်နော်တနေ့ကပုတ်တူးနေ့ညနေကကျွန်တော်တို့1နှစ်ဆိုပြီးတော့ထွက်ထားတဲ့အတွက်ကြောင့်မလို့နော်ဒီနေ့တောက်ကြနေမနက်မှာညီကိုပြီးတော့ပါဝါဆိုပြီးတော့လိုက်တာဗျမနေ့က10ပြည့်နဲ့1 break လိုက်သွားတယ်နော်10 break ပေါ့နော်10 break နဲ့1 break နဲ့လိုက်သွားတယ် break ညီကိုဆိုရင်ပါဝါနှစ်ခတ်နော်ပါဝါနှစ်ခတ်အပူပါတနေ့ကုန်မနက်ည break ညီကိုကြားခဲ့တယ်ဟေးဆိုပါဝါနှစ်ခတ်ပေါ့နော်အဓိကတော့ပါဝါနှစ်ခတ်ပါဝါနှစ်ခတ်နော်ပါဝါနှစ်ခတ်ကိုပါဝါပေးသွားတယ်အဲ့တော့ပါဝါရဲ့နောက်မှာဆိုရင် line နေကြကတော့ပုံမှန်ကတော့နော်အပူလိုက်တတ်ပါတယ်အဲ့အတွက်ကြောင့်မှ9334ကျွန်တော်အပူထည့်ပေးထားပါတယ်နော်အပူပါဆိုပြီးထည့်ပေးထားတယ်923344ပေါ့ဗျာနော်တက်နိုင်တယ်ဟိဆိုအပူဆက်ကွက်လုံးကိုထိုးထားစေချင်ပါတယ်အရင်ကမိတဲ့သဘောအနေနဲ့ပေါ့နော်အရင်ကတဲ့သဘောအနေနဲ့ထိုးထားစေချင်ပါတယ်နော်ကျွန်တော်ကတော့ဒီမှာ9334 formula key လေးကိုကျွန်တော်က938 key လေးနဲ့ကပ်ပေးထားပါတယ်နော်35ကီပေါ့ဗျာနော်35ကီ938ကီအတူတူပါပဲကြိုက်တယ်လို့အလင်းတင်တယ်လို့ရေးလိုက်တာဗျာနော်ဟုတ်ပြီဗျာနော်35ကီလေးနဲ့ကျွန်တော်ကပ်ပေးထားတယ်အဲ့ဒီမှာခဏ12ခွက်ထွက်ပါတယ်ဗျာနော်9နဲ့3ညနှလုံးပဲကြံတာနှလုံးလုံးပဲပျောက်သွားမလားဒါမှမဟုတ်တစ်လုံးပဲပျောက်မလားအဲ့ဒီမှာတစ်ချက်ပြန်ဆိုးရင်စရာရှိတာကမနက်ကကျွန်တော်တို့က8ထိပ်စီထွက်တဲ့အတွက်ကြောင့်မလို့8ထိပ်ထွက်ပြီးဟေးဆိုတော့နောက်မှာ3ည4လိုက်ပါတယ်တစ်လုံးပြန်လိုက်ပါတယ်3ည4တစ်လုံးလုံးမိုင်အနေနဲ့လိုက်ပါတယ်เนาะ8ထိပ်ရဲ့နောက်မှာ8ထိပ်ထွက်ပြီးဟေးဆိုရင်အဲ့နောက်မှာအများအား3ည4လိုက်ပါတယ်เนาะအဲကြိုပြောပြထားပါတယ်
ရှစ်ထိတ်ထွက်ပြီးဟေ့ဆိုတုံညာလေးလိုက်ပါတယ်ဟိုအရှိဒီမှာလဲလိုက်ခဲ့ဘူးတာတွေရှိပါတယ်နော်ဟိုအရှိဒီမှာလဲလိုက်ခဲ့ဘူးတာတွေရှိပါတယ်အဲ့ဒါကကျွန်တော်ပြန်ပြောပြပေးမယ်ဗျာနော်ရှစ်ထိတ်ပဲတော့ထွက်ထားတာလဲဆိုတော့ရှစ်ဆိုပြီးတော့ထွက်ပြီးတော့နော်ရှစ်ဆိုထွက်ပြီးတော့နောက်တရက်ချပြီးတော့ကျွန်တော်တို့6တုံညဆိုပြီးတော့တုံညလိုက်ပါတယ်တုံညအများဆုံးလိုက်ပါတယ်ဗျာနော်ရှစ်ထိတ်ရဲ့နောက်မှာတုံညအများဆုံးလိုက်ပါတယ်နော်အဲ့ဒါလေးတွေရှိပါတယ်အဲ့လိုမျိုးလေးတွေရှိတတ်ပါတယ်ဗျာနော်ရှစ်ထိတ်ရဲ့နောက်မှာနော်ရှစ်ထိတ်ရဲ့နောက်မှာတုံညလိုက်ပါတယ်လို့ကျွန်တော်ပြောပြထားတယ်ဗျာနော်တုံည4ပေါ့နော်4တုံညလိုက်တာပါအမှန်ကတော့4တုံညလို့ပြောလို့ရတယ်ပေါ့နော်ရှစ်ထိတ်ရဲ့နောက်မှာ4တုံညလို့ပြောလို့ရပါတယ်ဒါပေမဲ့တုံညအများဆုံးလိုက်ပါတယ်ဗျာနော်အဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့တုံညကတုံညလုံးပိုင်းလည်းရထားတဲ့အတွက်ကြောင့်မလို့ကျွန်တော်ကတုံညကိုဦးစားပေးထားတယ်နော်အဲ့မှာပို့ဆိုးသွားတာက934ဆိုတော့ကျွန်တော်34လိုက်တယ်ဆိုတော့အတွဲလိုက်ဖြစ်သွားတာပေါ့ဗျာနော်934 3နဲ့4နဲ့ဘယ်ရကတ်မလဲပေါ့နော်ဘယ်ရပေးပြီးလဲပေါ့အဲ့လိုမျိုးတွေးတာလေးရှိပါတယ်အဲ့တော့4ကြိုက်တဲ့လူက4နဲ့တွဲထိုးပါ3နဲ့ကြိုက်တဲ့လူက3တွဲထိုးပါဗျာ3နဲ့ဆိုရင်5ကွက်ပဲရှိပါတယ်ပါဝါအနေနဲ့ဆို5 3ထွက်မယ်30 80ရှိမယ်ဗျာနော်အဲ့ဒါလေးတွေရှိမယ်ကဲဟုတ်ပြီဗျာနော်ကျွန်တော် main ကဏ္ဍလေးတွေရေးပေးမယ်ကျွန်တော်အခုလောလောဆယ်တော့ကျွန်တော်2နာရီကဏ္ဍကမသိရသေးဘူးကျွန်တော်အခုမှဒီဗီဒီယိုရိုက်နေတာက7:45ပဲရှိသေးတယ်ဗျာနော်2နာရီတော့မထိုးသေးဘူး7:45ပဲရှိသေးတဲ့အတွက်ကြောင့်မလို့ကျွန်တော်2နာရီကဏ္ဍကိုမဆောင်နိုင်ဘူးဗျာနော်ကျွန်တော်အလုပ်ကိစ္စလေးတွေလည်းမပြီးသေးဘူးနော်အားကြောင့်မလို့ပါဗျာနော်ထမင်းစားပြီးတာနဲ့ကျွန်တော်2နာရီခွဲပေါ့နော်2နာရီခွဲလောက်ဆိုကျွန်တော်ပြန်သွားမယ်လာမဲ့အပတ်ကြရင်နော်ကျွန်တော်အဖွဲ့ဝင်ခေါ်မယ်လို့ကျွန်တော်ပြောပေးထားတယ်ကျွန်တော် discretion မှာကျွန်တော်ရေးပေးထားပါတယ်ဈေးနှုန်းမှာရေးပေးထားပါတယ်ကျွန်တော်တက်နိုင်တယ်ဟေ့ဆိုရင်မနက်ဖြန်စနေနေ့ကိုကျွန်တော်တပတ်စာလေးနဲ့ဗီဒီယိုဖိုင်လေးပဲတင်ပေးမှာပါတပတ်စာလေးနဲ့ကျွန်တော်အဖွဲ့ဝင်ကိစ္စလေးပါပြောပြပေးမယ်ဗျာနော်ဗီဒီယိုဖိုင်လေးပဲတင်ပေးမှာစိတ်ဝင်စားတဲ့သူတွေလာရောက်ဝင်လို့ရပါတယ်ဈေးနှုန်းလေးကလည်းတင်ပါတယ်ဗျာနော်ကျွန်တော်ဒါကပြန်ပြီးအစပြန်လုပ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ရဲ့အရင်အကောင့်ဟောင်းတွေကျွန်တော်လူအများကြီးရှိနေတဲ့အကောင့်ဟောင်းတွေအကုန်လုံးကဖြတ်သိမ်းခံလိုက်ရပြီဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ဒီအကောင့်တစ်ကအခုမှဒီ2026ဟိုမှာပြန်စသလိုဖြစ်သွားတယ်ဗျာနော်2လပိုင်းကုန်ကန်လေးမှာပြန်ရပြီးပြန်စသလိုဖြစ်သွားတယ်ဂျားထဲမှာကျွန်တော် Viber နဲ့ပဲအလုပ်လုပ်နေကြရတာပါကျွန်တော်ဘာမှအကောင့်တွေလွှင့်လို့မရဘူးဗျာနော်အကောင့်တွေကလည်းအခုကအရင်လိုမျိုးပေါ့အရင်လိုမျိုးမဟုတ်တော့ဘူးဗျာနော်မြန်မာပြည်ကိုလုံးဝ YouTube အကောင့်မပေးတော့ဘူးဖြစ်တဲ့အတွက်ကြောင့်မယူရီးယား time ဖုန်းနံပါတ်နဲ့ကျွန်တော်တို့ကအကောင့်ဖောက်နေရတာဖြစ်ပါတယ်ဗျာနော်ကဲဟုတ်ပြီဗျာနော်ကျွန်တော် main ကဏ္ဍလေးတွေဆွဲထုတ်ပေးမယ်မိတ်ဆွေတို့ဘာမှမိတ်ဆွေတို့ရာပြီးသားသူတွေကတော့ထိန်းပြီးတော့စော့စေခြင်းနဲ့မရသေးတဲ့သူတွေကတော့မိမိစိတ်ကြိုက်ပါပဲဗျာနော်မိမိသဘောမိမိစိတ်ကြိုက်ပါပဲတုံညလိုက်နေတဲ့သူတွေများရှိတယ်ဟဲ့ဆိုရင်ရေစုံနော်ရေစုံမြေစုံလိုက်ပါတော့ဗျာနော်မထူးတော့ပါဘူးနောက်ဆုံးတစ်ချိန်ပဲကြံတော့တာတုံညနဲ့9နဲ့ဘယ်ဟာကြမလဲပေါ့နော်9သမားကလည်း9လိုက်ပါတုံညသမားကလည်းတုံညလိုက်ပေါ့ဗျာနော်နှလုံးလုံးလိုက်နေတဲ့သူဆိုရင်တော့လေကျင်းနေတာတော့တစ်လုံးကတော့ဖတ်ပြီးမယ်လို့တော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်တုံညကိုပိုအားတန်ပါတယ်ဗျာနော်တုံညကိုတော့ပိုအားတန်ပါတယ်အဲ့တော့ကျွန်တော်ပထမဆုံး30နဲ့80နဲ့နှစ်ကွက်ကြိုက်တယ်ဗျာနော်မနက်ပိုင်းကခဏတစ်လုံးပြန်ဆွဲပြီးတော့နော်မနက်တစ်လုံးညနေပြန်ဆွဲမယ်လို့လည်းထင်ထားတယ်ဗျာနော်မနက်တစ်လုံးညနေပြန်ဆွဲမယ်လို့ထင်ထားတဲ့အတွက်ကြောင့်မလို့30နဲ့80နဲ့ကိုကျွန်တော်တည်ပြီးအရင်ပေးမယ်30 80နှစ်ကွက်ကိုအရင်ဆုံးပေးမယ်ပြီးပြီဟဲ့ဆိုရင်ကျွန်တော်တို့လအစမှာအများတန်းထွက်နေကြခဏမထွက်တာတော်တော်ကြာသွားပြီဗျာနော်မထွက်တာကအားလုံးနှစ်ပတ်လဲ10ပတ်လား17ပတ်လားမသိရှိသွားပြီ10ပတ်လား17ပတ်လားမသိရှိသွားပြီဖြစ်တဲ့အတွက်ကြောင့်မကျွန်တော်84လေးတစ်ခွက်ထည့်ပေးမယ်เนาะ8ထိပ်ရဲ့နောက်မှာ4တစ်လုံးလိုက်တဲ့အတွက်ကြောင့်မလို့4 3ညာလိုက်တဲ့အတွက်ကြောင့်မလို့เนาะ84ဆိုပြီးတော့ကျွန်တော်ထည့်ပေးထားတယ်8နဲ့ပဲပြန်ကပ်ပေးထားတယ်เนาะအဲ့ဒီလိုမှမဟုတ်ဘဲနဲ့เนาะပါဝါရဲ့နောက်မှာအပူလဲလိုက်လို့ညီကိုလဲပြန်လိုက်တတ်ပါတယ်ညီကိုလဲပြန်လိုက်တတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်34တစ်ခွက်ထည့်ပေးမယ်เนาะ4တစ်လုံးနဲ့အခြေခံပြီးတော့33လေးပေါ့ဗျာเนาะ33လေးထည့်ပေးထားတယ်เนาะ complete လည်းဖြစ်နေပါတယ်ဒီမှာ complete လည်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ကျွန်တော် complete ကိုယူပေးခြင်းဖြစ်ပါတယ်ပြီးရင်ကျွန်တော်32တစ်ခွက်ထည့်ပေးမယ်เนาะ32တစ်ခွက်ထည့်ပေးမယ်32ကလည်း5ပရိတ်ပါဗျာเนาะ5ပရိတ်ပါเนาะ32ကလည်း5ပရိတ်ပါပြီးရင်ကျွန်တော်တို့82လေးတစ်ခွက်ထည့်ပေးမယ်ဗျာเนาะ82လေးတစ်ခွက်ထည့်ပေးမယ်3ခွန်ကြိုက်တဲ့သူတွေ3ခွန်ထည့်ထိုးပါဗျာเนาะ82 3ခွန်ဘာဖြစ်လို့လဲဆိုတော့ပါဝါရဲ့နောက်မှာရန်ဖန်ရန်ခါ10ပရိတ်လဲလိုက်တတ်သလို
ဒီcelebrate လည်းလိုက်တတ်ပါရန်ပန်ရန်ကာပေါ့နော်ရန်ပန်ရန်ကာ celebrate လိုက်တတ်ပါတယ်အဓိကအများဆုံးလိုက်တာအပူးနဲ့ညီကိုနဲ့လိုက်တာများပါတယ်အပူးကတော့အများဆုံးပါပဲเนาะအပူးနဲ့ညီကိုနဲ့ကအများဆုံးပါပဲ10ချိန်မှာ10ချိန်9ချိန်အဲ့လိုပတ်ဝန်းကျင်တော့သွားပါတယ်10ချိန်မှာ10ချိန်9ချိန်တော့အမြဲတမ်းကတ်လိုက်သွားပါတယ်เนาะပါဝါရဲ့နောက်မှာအပူလိုက်ရင်လိုက်တယ်မလိုက်ရင်ညီကိုလိုက်ပါတယ်ညီကိုရဲ့နောက်မှာပါဝါလိုက်ပါတယ်เนาะအဲ့လိုမျိုးလေးတွေရှိတတ်ပါတယ်ဗျเนาะရှိတတ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တက်နိုင်တဲ့လောက်ညီကိုကတော့နှစ်ကွက်ပဲထည့်ပေးထားတယ်เนาะမိတ်ဆွေတို့က celebrate အနေနဲ့ဆိုရင်ထည့်ထိုးမယ်ဆိုရင်3ခွန်ထည့်ထိုးလို့ရပါတယ်ကျွန်တော်က84စာ30ခွန်ပို့ထည့်ပေးခြင်းတယ်ဗျเนาะ30ခွန်တော့ပို့ထည့်ပေးခြင်းတယ်84စာ30ခွန်ပို့ကြိုက်တယ်เนาะ10ခွန်လည်းကောင်းပါတယ်ဗျเนาะ10ခွန်လည်းကောင်းတယ်เนาะဒါမှမဟုတ်ဘူးဆိုရင်9 3ညာပါဝါအနေနဲ့လည်းထိုးလို့ရတယ်9နှစ်เนาะ9နှစ်လည်းထိုးလို့ရတယ်ဗျเนาะ9ကိုတော့ကျွန်တော်ကအပြောက်လို့တော့ခံမှန်းထားတယ်ဗျเนาะကျွန်တော်အဲ့မှာဟိုဖြစ်သွားအောင်လို့ကွန်ဘရိတ်ဟိုဖြစ်သွားအောင်လို့52လေးတစ်ခွက်ပြန်ထည့်ပေးမယ်ဗျာเนาะကျွန်တော်9နဲ့ပတ်သက်ပြီးဒီတစ်ခွက်ပဲထည့်ပေးလိုက်မယ်ဗျာเนาะ9နဲ့ပတ်သက်ပြီးဒီတစ်ခွက်ပဲထည့်ပေးလိုက်မယ်52เนาะ52ကွန်ဘရိတ်ပါဗျာเนาะဒီမှာကွန်ဘရိတ်9ဘရိတ်3ညဘရိတ်ဗျာเนาะ9ဘရိတ်3ညဘရိတ်အဲ့ဒီမှာမိတ်ဆွေတို့ထည့်ထိုးရမှာဒီမှာ9ဘရိတ်ပါဝါ3ည9 3ညเนาะ9ဘရိတ်ပါဝါ9 3ည3ခွန်เนาะ3ခွန်3ညဘရိတ်နော်3လေးရတော့ကျွန်တော်ထည့်ပေးထားတယ်10ခွန်5ပရိတ်ပါเนาะ10ခွန်5ပရိတ်မှာထည့်ထိုးပါเนาะ10ခွန်5ပရိတ်80နှစ်ကျွန်တော်ထည့်ပေးထားတယ်เนาะ80နှစ်ထည့်ပေးထားတယ်ပြီးရင်84လေးတစ်ခွက်ရန်ထိုးပါเนาะအားလုံး10ခွက်ရှိပါတယ်ဗျာเนาะကျွန်တော်ပါမိန်နဲ့ဟိုပါပေါ့เนาะအဓိကမိန်နဲ့ဒူမိန်နဲ့ဆိုရင်ကျွန်တော်တို့10ခွက်ရှိပါတယ်အဲ့10ခွက်ကိုအဓိကဦးစားပေးပြီးထိုးပါကျန်တဲ့2ခွက်ကိုတော့အရန်သဘောအနေနဲ့ထိုးခြင်းထိုးပါဗျာเนาะကျန်တဲ့2ခွက်ကိုအရန်သဘောအနေနဲ့ထိုးခြင်းထိုးပါနော်9ခွန်နဲ့9ခွန်နဲ့ဒါနဲ့လည်းမသိဘူးနော်နဲ့4 69 3ည10ခွန်14နော်ဟုတ်တယ်ဗျ9ခွန်တစ်ခွက်ရဲ့9ခွန်ရဲ့ပါရဲ့နဲ့4 6 8 10 12လी9ခွန်ရဲ့9လေးရဲ့ဗျနော်9လေးညီကိုနဲ့နော်9ခွန်နဲ့9လေးနဲ့ကိုယ့်ကိုအစင်ပြင်းသေးလို့အစင်ပြေသလိုအရန်သဘောအနေနဲ့ထိုးကြည့်ကာမိအောင်လို့ထိုးခြင်းနဲ့ထိုးထားပါနော်အပူးများကြိုက်ခဲ့တယ်ဆိုရင်ခွန်3 3 4ပါဗျာနော်အပူးလေးကျွန်တော်ရေးပေးလိုက်မယ်အပူးနဲ့များပွဲပိတ်မှာဆိုလို့နော်အပူးလေးကိုတော့ရေးပေးလိုက်မယ်ပူးကခွန်ရဲ့နှစ်ရဲ့3ညရဲ့နော်3ည4ပါပြီးရင်9လေးတစ်ခွက်ထည့်ထိုးပါဗျာနော်ဘာဖြစ်လို့လဲကြံကနန်း9ကို9ဆိုပြီးတော့ပူးမြပေးသွားမှာဆိုတဲ့အတွက်ကြောင့်မလို့9တစ်ခွက်ပါထည့်ထိုးပါနော်9တစ်ခွက်ပါထည့်ထိုးပါဗျာနော်ခွန်2 2 3 3 4 4 5 5ဗျာနော်အဲ့မှာကျွန်တော်အဲ့မှာ5ခွက်ပေးထားတယ်ဗျာနော်ကဲဟုတ်ပြီဗျာနော်ကျွန်တော်တို့ဒီညနေအတွက်ကတော့နောက်ဆုံးပိတ်အိတ်နဲ့လွယ်ပေါ့နော်မရသေးတဲ့သူတွေကတော့နောက်ဆုံးပိတ်ပွဲနောက်ဆုံးပိတ်အိတ်နဲ့လွယ်နိုင်အောင်လို့တော့ကျွန်တော်တေတေချာချာရှာကြံပေးထားပါတယ်ဗျာနော်ပြန်ရောက်ချင်းထမင်းတော့မစားဘဲနဲ့နော်ကျွန်တော်17နာရီခွဲလောက်ကပြန်ရောက်ပါတယ်17နာရီခွဲတဲ့ကကျွန်တော်တောက်လျှောက်တွက်ဆိုင်ရှာနေတာပါနော်ရှာလို့ရတဲ့လောက်ကိုရှာထားတယ်ရှာပြီးတော့မှကနန်းထွက်ပြီးဆိုတော့မှကြည့်ပြီးတော့မှနော်38ပါဝါကျသွားတယ်ဆိုတော့အဲ့ဒါနဲ့ပြန်ချိန်ပြီးတော့ပြန်ထပ်ရှာပြီးတော့ကလင်နာ site ကလေးတွေထပ်ကြည့်ပြီးတော့ဗောနော်အားလေးတွေကျွန်တော်တေးသေးချာချာလုပ်ပေးထားပါတယ်ကဲရှာပြီးသားလူတွေကတော့ဒီညနေမှာထိန်းပြီးတော့စော့စေချင်ပါတယ်နော်ကိုရှာပြီးသားလေးပြန်ပါသွားမှာဆိုလို့ထိန်းပြီးစော့စေချင်ပါတယ်ကဲဟုတ်ပြီဗျာနော်အားလုံးပဲကျွန်တော်ရဲ့တူတီ Lucky Match Channel ကိုဝင်ရောက်ကြည့်ရှုအားပေးကြတဲ့ချမိတ်ဆွေညီကောင်မောင်နှမဦးတော်တော်အပေါင်းအားလုံးတယောက်ချင်းစီတိုင်းကိုကြီးကျမချင်းစိတ်ကျမချင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဒီနေရာကနေဆုမွန်ကောင်းတောင်းပေးပါတယ်ကြံတိုင်းအောင်လို့ဆောင်းတိုင်းနဲ့မြောက်ပါစေလို့လည်းဆုမွန်ကောင်းတောင်းပေးပါတယ်နော်ကဲဟုတ်ပြီဗျာနော်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုဝင်ရောက်ကြည့်ရှုအားပေးခဲ့ပြီးဟေ့ဆိုရင်လည်းကျွန်တော်ရဲ့တူတီ Lucky Match Channel လေးကို like and subscribe လေးလုပ်ပြီးတော့ notification ခေါင်းလောင်းလေးကို all တို့ပြောင်းထားခဲ့ပြီးပါလို့ကျွန်တော်မေတ္တာရက်ခံအပ်ပါတယ်မနက်ကတော့ကျွန်တော်တို့တွေเนาะအဆင်ပြေသွားခဲ့ပါတယ်เนาะအဆင်ပြေသွားခဲ့ပါတယ်ကျွန်တော်ပါဝါ3ခွက်ထုတ်ပေးတာပါဝါ3ခွက်ကเนาะပါသွားခဲ့ပါတယ်
အခုဒီညနေမှာလည်းကျွန်တော်အပူများပါဝါရဲ့နောက်မှာအပူများလိုက်မယ်ဆိုရင်အပူ9ခွက်ထည့်ပေးထားပါတယ် main ခွက်အနေနဲ့ကတော့ကျွန်တော်6ခွက်ထုတ်ပေးထားပါတယ် 2 main အနေနဲ့ကတော့မြင်းချောင်းလေးတွေတားပေးပြီးတော့4ခွက်ထုတ်ပေးထားပါတယ်တက်နိုင်တဲ့ဟေးဆိုရင်တော့12ခွက်လုံးကိုထိုးပါဒါမှမဟုတ်တင်ထိုးခြင်းတဲ့ဟေးဆိုရင် main 6ခွက်ကိုအဓိကတင်ထိုးပြီးပြီဟေးဆိုရင်နောက်4ခွက်ကိုမြင်းချောင်းတားပေးထားတဲ့4ခွက်ကိုဒုတိယ main အနေနဲ့ထိုးပါပြီးပြီဟေးဆိုရင်နောက်ဆုံး2ခွက်ကိုတော့ဘာဖြစ်မနေအရန်သဘောအနေနဲ့ထည့်ထိုးလိုက်ပါနောက်ဆုံး2ခွက်နဲ့အပူနဲ့ကိုအရန်သဘောအနေနဲ့အရင်ကမိအောင်လို့ထိုးခိုင်းနေဖြစ်ပါတယ်နော်9နဲ့3ညလေးကိုခွေခြင်းတဲ့သူတွေကတော့ခွေပါ10ခွက်ပဲရှိပါတယ်ဗျာနော်မနက်ကတော့9 3ည38ကိုခွေတဲ့လူတွေခွေတာပေါက်ကြပါတယ်ဗျာနော်9 3ည38ခွေတဲ့လူတွေပေါက်ကြပါတယ်အပူနဲ့အောင်ပါဝါနဲ့များပြန်ပိတ်မယ်ဟေ့ဆိုရင်9တော့နော်9တို့3ည5တို့ရှိပါတယ်နော်9နဲ့3ည5နဲ့2ခွက်ပဲရှိပါတယ်ဗျာနော်9နဲ့3ည5နဲ့2ခွက်ပဲရှိပါတယ်ကျွန်တော်ဒီမှာဝင်းလေးတွေဝိုက်ပြပေးထားပါမယ်နော်9နဲ့3ည5နဲ့2ခွက်ပဲရှိပါတယ်နော်တကယ်လို့9များပေးခဲ့မယ်ဟေ့ဆိုရင်9နဲ့ပေးမယ်ဆိုရင်မနက်တစ်လုံးညနေပြန်ဆွဲပြီးတော့9 8တစ်ခွက်ကြောက်ရပါတယ်ဗျာနော်9 8တစ်ခွက်ကြောက်ရပါတယ်အားလေးကိုချက်ပြောပြပေးတာပါ3ညများပေးခဲ့မယ်ဟေ့ဆိုရင်3ည4တစ်ခွက်ကြောက်ရပါတယ်နော်3ည4နဲ့2 3ညနဲ့ဗျာနော်3ည4ရဲ့2 3ညရဲ့ဗျာနော်2ခွက်ကြောက်ရတယ်ဗျာနော်အဲ့2ခွက်ကြောက်ရတယ်3ည4ရဲ့2 3ညရဲ့နော်အဲ့2ခွက်ကြောက်ရပါတယ်နှစ်ခက်ကတော့ကျွန်တော်မကြိုက်ဘူးဗျာနော်ကျွန်တော်မကြိုက်ဘူးဒါပေမဲ့မိတ်ဆွေတို့ထည့်ထိုးခြင်းထိုးပါဗျာနော်ကဲအားလုံးပဲဒီညနေမှာတော့နောက်ဆုံးပိတ်ပွဲနောက်ဆုံးပိတ်နော်အားလုံးပဲအိတ်နဲ့လွယ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးပါတယ်အားလုံးကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးနဲ့အောင်မြင်ပြီးတော့နောက်ဆုံးပိတ်နော်အိတ်နဲ့လွယ်ဆိုသလိုပဲဒိုင်စီကနေအထုပ်ကြီးအထည်ကြီးနဲ့ငွေတွေထုတ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးရင်လည်းလာမယ့်အပတ်ကျမှပြန်လည်ဆုံစည်းကြမယ်စနေနေ့ကျရင်တော့ကျွန်တော်ဗီဒီယိုဖိုင်လေးတင်ပေးပါမယ်အဖွဲ့ဝင်ကိစ္စလေးလည်းပြောပြရင်းနဲ့နော်ဘာတွေပေးမယ်ဆိုတာဟာလေးပါထည့်ပြောပြပေးပါမယ်နှုံသားလေးလည်းပြောပြပေးပါမယ်ဗျာနော်အားလုံးပဲဘိုင်းပါညနေမှာကန်ကောင်းနိုင်ကြပါစေကိုလက်ပါဗျာတတာအားလုံးနော်အားလုံးတတာပါဘိုင်း